အနိုင်ကျင့်ခံရသောကျောင်းသားတဦးသည်ထူးဆန်းစွာသေဆုံးသွားပြီးသေခြင်းမှလွတ်မြောက်ရာသို့ကူးပြောင်းကာအညိုးထားသောနတ်ဆိုးတစ်ကောင်အဖြစ်ပြန်လည်ထမြောက်လာသောအခါရုပ်ရှင်သည်မြူထူထက်စွာပြည့်နှက်နေသောမှောင်မိုက်သောတောအုပ်တစ်ခုကိုပြသခြင်းဖြင့်စတင်သည်ထိုနေရာတွင်နတ်ဆရာတဦးသည်နတ်ဆိုးထုံးတမ်းစင်လာတစ်ခုကိုလှုပ်ဆောင်နေပြီးဤအမည်ကိုမသိရှိရသေးသောလျှို့ဝှက်စမ်းကြဲသောပုဂ္ဂိုလ်တဦးရှိသည်နတ်ဆရာသည်ငွေနှင့်ကင်းချေများတို့၏ကောက်ကြောင်းများဖြင့်ပြုလုပ်ထားသောကျိန်စာသင့်အမွေအနှစ်တစ်ခုကိုဖန်တီးပြီးဤတတဝါနှစ်ကောင်မှအရာဝတ္ထုအတွင်ဆွဲထင်နေသောမကောင်းဆိုးဝါးစွမ်းအင်ကိုကိုစားပြုသည့်သင်္ကေတတစ်ခုထွက်ပေါ်လာသည်ထို့နောက်နတ်ဆရာကသေဆုံးသွားသူတဦးကိုပြန်လဲရှင်ပြန်ထမြောက်စေခြင်းပါသလားဟုမေးသည်ထို့နောက်ဇလန်းသည်တပတ်အလိုကအဖြစ်ပြက်ကိုပြန်ပြောင်းပြောပြသည်အထက်တန်းကျောင်းတစ်ကျောင်းတွင်အမျိုးသမီးကျောင်းတွင်ဗော်လီဘောပြိုင်ပွဲတစ်ခုကိုကျင်းပနေသည့်ကစားသမားများသည်ထူးချွန်သောအရေးချင်းရှိသောရွေးချယ်ထားသောကျောင်းသားများဖြစ်သည်ပွဲစဉ်သည်အသင်းနှစ်သင်းစလုံးသည်အမှတ်များကိုအပြိုင်အဆိုင်လုယူနေကြပြီးပြင်းထန်သည့်ကျောင်းတစ်ကျောင်းကိုအသင်းကောင်းဆောင်အဖြစ်ဘစ်စဘာကဦးဆောင်ပြီးပွဲစဉ်ကိုဘစ်စဘာနှင့်သူမ၏အသင်းမှနောက်ဆုံးတွင်အနိုင်ရရှိခဲ့သည်ဘူဆာဘာကိုကွင်းထဲမှခတ်ထန်ပြီးရက်ဆက်တဲ့အသင်းကောင်းဆောင်အဖြစ်တရုပ်ဖော်ထားပြီးဒါအပြင်သူမဟာကျောင်းမှာအကြောက်ဆုံးမိန်းကလေးကျောင်းသူလည်းဖြစ်ပါတယ်ဗော်လီဘောအပြင်သူမရဲ့နေ့စဉ်ကျောင်းဘဝမှာဘူဆာဘာဟာအနိုင်ကျင့်ဖို့တားကောင်တွေကိုရှာဖွေလေးရှိပြီးတခြားကျောင်းသူလေးတွေစီကနေငွေညစ်လေးရှိပါတယ်သူတို့ဘသူတွေလဲသူတို့ရဲ့မိသားစုတွေဘလောက်ချမ်းသာလဲဆိုတာသူမဂရုမစိုက်ပါဘူးဘူဆာဘာဟာသူမလိုချင်တဲ့ဘသူကိုမဆိုအနိုင်ကျင့်ပါတယ်တနေ့မှာဆရာမတစ်ယောက်ဟာတခြားကျောင်းကပြောင်းလာတဲ့ကျောင်းသူအသစ်နဲ့အတူရောက်လာပါတယ်သူမကတော့ဂျင်ဒရာပါတိုက်ဆိုင်စွာပဲအတန်းထဲမှာဂျင်ဒရာကိုတည်ပြီးသားဖြစ်တဲ့ဟောင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်မကြာမီမှာပဲဂျင်ဒရာဟာသူမရဲ့အရင်ကျောင်းမှာအသင်းကောင်းဆောင်လည်းဖြစ်တယ်ဆိုတာပေါ်လာပြီးဘူဆာဘာဟာစိုးရိမ်စိတ်ဝင်လာပြီးအသင်းကောင်းဆောင်ရာထူးကိုချိန်ချောက်ခံရမှာကိုစိုးရိမ်လာပါတယ်ဂျင်ဒရာဟာဘူဆာဘာရဲ့အနိုင်ကျင့်မှုရဲ့ပြစ်မှတ်ဖြစ်လာတတ်တဲ့အိုရာဆာဆိုတဲ့တိတ်ဆိတ်တဲ့မိန်းကလေးတစ်ယောက်နဲ့အတူထိုင်နေပါတယ်အိုရာဆာအပြင်ဟောင်လဲရှိနေပါတယ်ဘာလို့လဲဆိုတော့သူမဟာအလဲတန်းကလေးကဂျင်ဒရာရဲ့တငယ်ချင်းဖြစ်ခဲ့တာကြောင့်ပါကော်ဖီဆိုင်မှာဘူဆာဘာဟာကြက်ရိုးတွေကိုစပွဲပေါ်ပစ်တင်ပြီးပြဿနာရှာပြန်ပါတယ်။သူမကကြောင်ချေးကိုစောစောစီးစီးနင်းမိတယ်လို့ပြောပြီးဘသူ့ကိုမှမပြောပြပဲဟောင်းကချက်ချင်းနားလဲသွားပြီးဗဆဲဘတ်ရဲ့ဖက်နှက်တွေကိုတန်ရှင်းရေးလုပ်ပါတယ်။ဘစ်စဘာကအဆက်မပြတ်အနိုင်ကျင့်နေပေမဲ့ဆီယာမကဂယုမဆိုင်တလို့ဖြစ်နေပုံရပါတယ်။ဘာလို့လဲဆိုတော့သူမဟာဗော်လီဘောပြိုင်ပွဲတွေကနေတဆင့်ကျောင်းကိုမကြာခဏဂုံတက်စေတဲ့ထူးချွန်ပြီးအောင်မြင်မှုမြင့်မားတဲ့တူရေးသောကျောင်းသူလေးဖြစ်နေလို့ပါဒါကဘစ်စဘာကိုတခြားကျောင်းသားတွေကိုအကြိမ်ကြိမ်အနိုင်ကျင့်ခဲ့ပေမဲ့ဘယ်တော့မှထုတ်ပယ်ခံရတဲ့အဓိကအကြောင်းရင်းတွေကတခုပါဆရာတွေကသူမရဲ့ပြုမှုကိုလစ်လျူရှုထားပုံရပါတယ်။ကွင်းထဲမှာဗော်လီဘောလေ့ကျင့်နေတုန်းဘစ်စဘာကတာဝန်တစ်ခုလိုပြဿနာရှာပြန်ပါတယ်။ဒီတစ်ခါတော့သူမရဲ့ပြစ်မှတ်ကရပါရာကဘစ်စဘာတောင်းဆိုတဲ့ငွေကိုမလွှဲပေးသေးတာကြောင့်ဘစ်စဘတ်ရဲ့ပြင်းထန်တဲ့စူးတွေကိုခံနိုင်ရရှိအောင်အတင်းကျပ်ခိုင်းစေခံရပါတယ်။ရာကအရန်ချမ်းသာတဲ့မိသားစုကလာပေမဲ့ဘစ်စဘတ်အတွက်ဘာမှအတိတ်ပဲမရှိတာကြောင့်ဘစ်စဘတ်ကအသုံးချပါတယ်။ဆက်ပြီးမခံနိုင်တော့တဲ့ဂျင်ဒရာကဝင်ရောက်ပြီးဘစ်စဘတ်ရဲ့စူးကိုပိတ်ဆို့လိုက်ပါတယ်။ပြီးတော့ဂျင်ဒရာကဘစ်စဘတ်ကိုစူးနဲ့အစွမ်းတက်တီစမ်းတက်ဖို့စိန်ခေါ်လိုက်ပါတယ်။ဂျင်ဒရာရှုံးရင်ယာရဲ့နေရာကိုအစားဝင်ဖို့ဆန္ဒရှိပေမဲ့ဘူဆာဘာရှုံးရင်ဂျင်ဒရာကဒါတွေအားလုံးအဆုံးသတ်ဖို့တောင်းဆိုပါတယ်။ဂျင်ဒရာရဲ့ဗော်လီဘောစွမ်းရည်ကိုမတိလိုက်ပဲဘူဆာဘာဟာသူမရဲ့ပြင်းထန်တဲ့ထိုးနှက်ချက်ကိုခံလိုက်ရပါတယ်။သူမရဲ့မာနတွေအားလုံးရှေ့မှာကွဲကြေသွားပြီလို့ခံစားရတဲ့အခါဘူဆာဘာဟာဒေါသထွက်ပြီးရံပွဲတစ်ခုနီးပါးဖြစ်ပွားခဲ့ပေမဲ့နီးပြကမြန်မြန်ဆန်ဆန်ဝင်ရောက်ဆွတ်ဖက်ပြီးရံပွဲကိုရပ်တန့်လိုက်ပါတယ်။အဲ့ဒီဖြစ်ရပ်နောက်ပိုင်းဂျင်ဒရာဟုံအိုရာဆာနဲ့ယာတို့ဟာပိုပြီးရင်းနှီးလာပြီးခိုင်မာတဲ့မိတ်ဆွေဖွဲ့ခဲ့ကြပါတယ်။ကျောင်းမှာကျောင်းသားတွေအတွက်အဆောင်တစ်ခုလည်းရှိပြီးနေထိုင်ဖို့နေရာအဖြစ်ငှားရမ်းနိုင်ပါတယ်။သူတို့ရဲ့စကားဝိုင်းအတွင်းမှာဂျင်ဒရာရဲ့နောက်ခံအကြောင်းကိုခဏတာဖော်ထုတ်ခဲ့ပါတယ်။အလယ်တန်းကျောင်းကလေးကဂျင်ဒရာဟာမကြာခဏအနိုင်ကျင့်ခံခဲ့ရတယ်ဆိုတာသိလိုက်ရပါတယ်။အစာပိုင်းမှာတော့သူမတိတ်ဆိတ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ပြန်လည်တိုက်ခိုက်ရဲခဲ့ပြီးအဲ့ဒီနောက်ပိုင်းဘသူမှသူမကိုထပ်ပြီးနှောက်ယှက်ရဲခြင်းမရှိတော့ပါဘူး။ဂျင်ဒရာနဲ့အတူဘူ
ဘူဆာဘာကိုပြန်လည်တိုက်ခိုက်ဖို့တတိရှိလာပြီလို့အိုရာဆာကပြောပါတယ်။ဘာလို့လဲဆိုတော့ဘူဆာဘာကိုရက်တန့်ဖို့တယောက်ယောက်ကသူမကိုရင်ဆိုင်ရဲလောက်အောင်ရဲရင်ရလို့ပါပဲသို့တော့ထိုအချိန်တွင်ဂျင်ဒရာသည်တိတ်ဆိတ်နေပြီးထိုစကားအပေါ်တုံ့ပြန်ခြင်းမရှိပေ။ယင်းစားဘူဆာဘာ၏နောက်ခံအကြောင်းမေးမြန်းပြီးဘူဆာဘာသည်အမှန်တကယ်မည်သူမည်ဝါဖြစ်ကြောင်းမေးမြန်းခဲ့သည်ထို့နောက်ယာကဘူဆာဘာသည်အမြဲတမ်းဤကဲ့သို့မဟုတ်ကြောင်းရှင်းပြသည်ကျောင်းမှတစ်နှစ်ခွင့်ယူပြီးပြန်လာပြီးနောက်သူမ၏သဘောထားပြောင်းလဲလာခဲ့သည်ထိုနှစ်တွင်ဘူဆာဘာသည်ကိုဝင်ရှိလာပြီးကလေးကိုစွန့်ပစ်ခဲ့သည်ဟုကောလာဟာလများထွက်ပေါ်နေသည်ကျောင်းအာဏာပိုင်များကယင်းကိုအမှန်တကယ်သိရှိကြတော်လဲဘူဆာဘာသည်ထက်မြက်ပြီးအောင်မြင်မှုမြင့်မားသောကြောင့်ကျောင်းကသူမကိုဆက်ထားရန်ရွေးချယ်ခဲ့သည်ထို့နောက်မြင်ကွင်းသည်ဂျင်ဒရာသည်သူမ၏စကတ်ပေါ်ရှိအစွန်းထင်းကိုဆေးကြောနေသည့်ရေချိုးကန်တွင်ဖြစ်ပျက်နေသည်သူမမသိလိုက်ပဲအခြားကျောင်းသူတဦးသည်သူမ၏နောက်တွင်စောင့်နေသည်ဂျင်ဒရာသည်လှပပြီးအသားဖြူသောကြောင့်သူမကိုမြင်သောယောက်ျားလေးများကိုဆွဲဆောင်နေသည်ထိုချိန်တွင်သူတို့ကြားတွင်ဆွဲဆောင်မှုတစ်ခုပေါ်လာသည်ဆယ်ကျော်သက်ယောက်ျားလေးသည်ဂွန်ဖြစ်သည်ကံမကောင်းစွာပဲဂွန်တွင်ဘူဆာဘာဆိုသောရေးစားရှိနေပြီဖြစ်သည်နောက်တစ်ကြိမ်တွင်ဘူဆာဘာကမေးတယ်ဂျင်ဒရာနှင့်တီးတန့်စကားပြောဖို့ဗော်လီဘောကွင်းမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ပြီးနောက်အားကစားဆရာမစီကပြစ်ဒဏ်ခံရပြီးနောက်ထပ်ပြဿနာရှာရင်ကောလိပ်ဝင်ခွင့်ရှောက်လွှာတင်ခွင့်ကိုရုပ်သိမ်းမယ်လို့သူမကပြောပါတယ်အဲဒါကြောင့်ဂျင်ဒရာနဲ့ပြန်လည်သိမြတ်အောင်လုပ်ချင်ပြီးသူတို့ကြားမှာနောက်ထပ်ပရိပခတွေမရှိစေဖို့တောင်းဆိုပါတယ်ဂျင်ဒရာကဒီကောင်းမြတ်တဲ့စေတနာကိုဝမ်းမြောက်စွာလက်ခံပါတယ်ဂျင်ဒရာနဲ့ဂွန်တို့ဟာလူမှုကွန်ရက်တွေကနေအပြန်အလှန်ဆက်သွယ်လာကြတာနဲ့အတူဇလန်းကဆက်လက်ဖြစ်ပေါ်နေပါတယ်ဂျင်ဒရာဟာဂွန်ကိုစိတ်ဝင်စားလာပြီးလိမ္မာပါးနဲ့စွာဆနောက်ဖို့ဓာတ်ပုံတောင်ပို့လိုက်ပါသေးတယ်နောက်ဆုံးမှာတော့ဂွန်ကဂျင်ဒရာနဲ့တွေ့ဆုံဖို့တောင်းဆိုပါတယ်ဘူဆာဘာဟာအမျိုးသားဗော်လီဘောနီးပြနဲ့အတူထွက်သွားတာကိုဂျင်ဒရာမတော်တဆမြင်လိုက်ရတဲ့အခါဂွန်ရဲ့ချစ်ခင်မှုကိုရရှိဖို့ခွင့်ရေးကပိုကျယ်ပြန့်လာပုံရပါတယ်နောက်တစ်နေ့မှာဘူဆာဘာဟာဂျင်ဒရာစီထပ်မံချင်းကပ်ခဲ့ပြီးဒီတစ်ခါမှာတော့သူမစီကနေတီးတန့်ကျူရှင်ယူခြင်းနဲ့ចောင်းသားတစ်ယောက်ရဲ့နေရာကိုလိုက်ပို့ပေးဖို့အကူအညီတောင်းခဲ့ပါတယ်ဂျင်ဒရာကတန်တရားမရှိဘဲဘူဆာဘာကိုအဲ့ဒီကိုခေါ်သွားဖို့ဆန္ဒရှိသဘောတူခဲ့ပါတယ်။သို့တော်ရောက်ရှိချိန်တွင်ဂျင်ဒရာသည်သူမအားလျှို့ဝှက်သောယောက်ျားများပြည့်နှက်နေသောနေရာသို့ခေါ်ဆောင်သွားခြင်းခံရကြောင်းသဘောပေါက်လိုက်သည်ရက်ဆက်စွာဘူဆာဘာသည်ဂျင်ဒရာကိုသူတို့ထံရောင်းချလိုက်သောကြောင့်ဂျင်ဒရာသည်ထိုယောက်ျားများကိုအယူမှုပြန်လည်တိုက်ခိုက်ရန်ဖိအားပေးခံရသည်ကံကောင်းထောက်မစွာသူမထွက်ပြေးနိုင်ခဲ့သည်ဤရာသည်မြည်သည့်ကန့်သက်ချက်ထက်မဆိုကျော်လွန်သွားပြီဟုခံစားရသောကြောင့်ဂျင်ဒရာသည်ဒေါသထွက်ပြီးကျောင်းတွင်ဘူဆာဘာနှင့်ရင်ဆိုင်ခဲ့တော်လဲတက်တေအထောက်ထားမရှိသောကြောင့်သူမဘာမှမလုပ်နိုင်ပေထို့အပြင်ဂျင်ဒရာ၏ဒေါသကိုအခြားကျောင်းသားများကမှတ်တမ်းတင်ထားသောကြောင့်သူမကိုသူမထိန်းထားရသည်ဘူဆာဘာကြောင့်ခံစားခဲ့ရသောဝေဒနာနှင့်အရှက်ရမှုကိုလက်စားချေရန်အတွက်ဂျင်ဒရာသည်နောက်ထပ်အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ပြီးနင်းမာဂွန်ကိုဘူဆာဘာထံမှခေါ်ဆောင်သွားရန်ဖြစ်သည်ဂျင်ဒရာနှင့်ဂွန်တို့တွေ့ဆုံရန်စီစဉ်ခဲ့ကြတော်လဲကံမကောင်းစွာပင်ဂင်းတို့မတွေ့ဆုံမီတွင်ဘူဆာဘာသည်ဂွန်၏ဘဝတွင်အခြားအမျိုးသမီးတဦးရှိနေကြောင်းခံစားမိခဲ့သည်ဂင်းတို့နှစ်ဦးကြားတွင်ပြင်းထန်သောအငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့သည်ဘူဆာဘာကိုညှိငွေ့နေပြီဖြစ်သောဂွန်သည်နောက်ဆုံးတွင်ရိုးသားစွာပြောဆိုပြီးသူစိတ်ဝင်စားနေသောအခြားအမျိုးသမီးတဦးရှိနေကြောင်းဝန်ခံခဲ့သည်ထို့နောက်ဂွန်သည်ဘူဆာဘာကိုတယောက်ထဲထားခဲ့ပြီးထွက်သွားခဲ့သည်သို့သောသူသည်ဖုန်းကိုမေ့ကြံခဲ့ပြီးပြန်ယူရန်လှည့်လိုက်သောအခါဘူဆာဘာသည်ဂွန်အားရုတ်တရက်ထိုးလိုက်သည်ဒေါသကြောင့်လုံးဝမျက်စိကွယ်သွားသောဘူဆာဘာသည်သူမဘာလုပ်နေသည်ကိုဂရုမစိုက်တော့ပါထိုဖြစ်ပျက်အပြီးတွင်ကျောင်းအုပ်ချုပ်ရေးသည်အလွန်အမင်းတွန်းဆုတ်စွာဖြင့်ဘူဆာဘာကိုကျောင်းမှနောက်ဆုံးတွင်ထုတ်ပယ်လိုက်သည်ယင်းသည်သူမ၏ဘဝတွင်အနက်ရှိုင်းဆုံးနောင်တနှင့်အခက်ခဲဆုံးထိုးနှက်ချက်ဖြစ်လာသည်အချိန်နှဲငယ်အကြာတွင်ဘူဆာဘာမိမိကိုယ်ကိုတက်တည်သွားကြောင်းသိရှိရခြင်းကြောင့်ကျောင်းသည်တဖန်ပြန်လဲတုန်လှုပ်သွားသည်ဂျင်ဒရာနှင့်သူမ၏တငယ်ချင်းများသည်ဆူတောင်းရန်နှင့်နောက်ဆုံးကာရဝပြုရန်ဇာပနာသို့တက်ရောက်ကြသည်ရုတ်တရက်ရာသည်နေမကောင်းဖြစ်လာပြီးဟုံသည်ဂျင်ဒရာနှင့်အိုရာဇာတို့ကိုထားခဲ့ပြီးသူမကိုအိမ်ပြန်ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်တစ်ချိန်တည်းမှာပင်
အခြားနေရာတစ်ခုတွင်ဘူဆာဘာတေဆုံးသည့်နေရာတွင်နတ်ဆရာတဦးသည်ထူးဆန်းသောထုံးတမ်းစဉ်လာတစ်ခုကိုလှုပ်ဆောင်နေသည်ကိုတွေ့ရသည်တစ်ချိန်တည်းမှာပင်ဘုန်းကြီးများဦးဆောင်သောဇာပနစုတောင်းပွဲအတွင်းမမျှော်လင့်ထားသောအရာတစ်ခုဖြစ်ပျက်ခဲ့သည်အမျိုးသမီးတဦးငိုကြွေးတန်သည်ပဲ့တင်ထက်လာပြီးလေပြင်းတိုက်ခတ်ပြီးမီးများငြိမ်းသွားသည်နှင့်အမျှပတ်ဝန်းကျင်သည်ပိုမိုကြောက်စရာကောင်းလာသည်ရှုပ်ထွေးမှုများကြားတွင်ဂျင်ဒရာသည်တွန်းထုတ်ခံရပြီးမြေပြင်ပေါ်သို့လဲကျသွားသည်အဲ့ဒီအချိန်မှာပဲဘူဆာဘာရဲ့အခေါင်းဟာဂျင်ဒါရာရှေ့မှာပြိုကျသွားပြီးပွင့်သွားပါတယ်အဆောင်ကိုပြန်ရောက်တော့ဂျင်ဒါရာဟာသူမမြင်တွေ့ခဲ့ရတာတွေကိုမယုံနိုင်သေးပါဘူးအထူးသဖြင့်အခေါင်းဟာရုတ်တရက်ပွင့်သွားတာကိုပေါ့ဒါပေမဲ့၄ယောက်သားတစ်ယောက်နဲ့တစ်ယောက်စိတ်ငြိမ်အောင်ကြိုးစားပြီးအရာအားလုံးအဆင်ပြေသွားမယ်လို့မျှော်လင့်ကြပါတယ်ညတကောင်ရံမှာတခြားသူတွေအိပ်ပျော်နေချိန်မှာအိုယာစာဟာထိုင်ကုန်တစ်လုံးသူ့အလိုလိုရွှေလျားနေတာကိုမြင်လိုက်ရပြီးနိုးလာပါတယ်ဂျင်းဒါရာကိုနှိုးဖို့ကြိုးစားတဲ့အခါထိတ်လန့်မှုနဲ့ကြောက်ရွံ့မှုတွေကသူမကိုလွှမ်းမိုးသွားပေမဲ့ဂျင်းဒါရာကမောပန်းနွမ်းနယ်လွန်းလို့တုံ့ပြန်ဖို့မဖြစ်နိုင်ပါဘူးဘူဆာဘာရဲ့လှည့်လည်သွားလာနေတဲ့ဝိညာဉ်ဟာအိုရာစာရဲ့အပေါ်မှာပေါ်လာပါတယ်နောက်ဆုံးမှာသူမရဲ့တငယ်ချင်းတွေနိုးလာပြီးသူမကိုစိတ်ငြိမ်အောင်ကြိုးစားကာဒါဟာအိမ်မက်တစ်ခုသာဖြစ်ကြောင်းနဲ့သူတို့အားလုံးပြန်အိပ်ပျော်သွားကြတယ်လို့ယုံကြည်အောင်လုပ်ကြပါတယ်ဒါပေမဲ့အိုရာစာအတွက်တော့အိမ်မက်ဆိုးကဆက်လက်ဖြစ်ပွားနေပါတယ်အခုသူမဟာနယံတစ်ခုရဲ့ထိတ်မှာရက်နေပြီးအော်ဟစ်ဖို့ကြိုးစားပေမဲ့သူမရဲ့ပါးစပ်ကမလှုပ်ရှားပဲခန္ဓာကိုယ်ကိုတွဲလောင်းကျနေတာကိုတွေးလိုက်ရပါတယ်ကျိုးတစ်ချောင်းကဖြည်းဖြည်းချင်းတက်လာပြီးသူမရဲ့လယ်ပင်ကိုပတ်ထားပါတယ်အိုရာစာဟာဘူဆာဘာရဲ့ဝိညာဉ်ကသူမရဲ့ခေါင်းကိုပြင်းပြင်းထန်ထန်ဖိမိသွားတဲ့အထိအပြင်းထန်ရုန်းကန်နေရပါတယ်ဒါဟာသူမရဲ့ဒုတိယမြောက်အိမ်မက်ဆိုးဖြစ်လာပါတယ်ကျောင်းမှာအားကစားကွင်းထဲမှာရိုးရာပူဇော်တကအကျွင်းကြံတွေကိုတွေ့ရှိတဲ့အခါစူပူမှုတွေပြန်ဖြစ်လာပါတယ်ဂျင်ဒရာနဲ့တခြားသူတွေရောက်လာပြီးကျောင်းရဲ့တန်ရှင်းရေးဝန်ထမ်းကိုပူဇော်တကတွေအကြောင်းမေးမြန်းပါတယ်အမျိုးသမီးကသူတို့ဟာဝိညာဉ်ခေါ်တဲ့ထုံနှန်းစင်လာရဲ့အရေးအယောင်တွေဖြစ်ပြီးဝိသေသလက္ခဏာတွေအရဒါဟာမော်အတက်တစ်မျိုးဖြစ်ကြောင်းရှင်းပြပါတယ်ဒီထုံနှန်းစင်လာဟာအညိုအတေးကြီးတဲ့ဝိညာဉ်တစ်ကောင်ကိုစိတ်ခေါ်ဖို့ရည်ရွယ်ထားတယ်လို့သူမကပြောပါတယ်၃ရက်အတွင်းဝိညာဉ်ကသူ့ရဲ့ပြစ်မှတ်တွေကိုလိုက်လံရှာဖွေမယ်လို့လည်းသူမကထပ်လောင်းရှင်းပြပါတယ်ပထမနေ့မှာသူတို့ကိုနတ်ဆိုးတွေနဲ့ခြောက်လန့်ပြီးနောက်ဆုံးနေ့မှာဝိညာဉ်ကသူ့ရဲ့သားကောင်ကိုဘလို့မှမလွတ်မြောက်နိုင်အောင်တပ်ပစ်ပါလိမ့်မယ်အဲ့ဒီနေ့မှာပဲဘူဆာဘာရဲ့ဝိညာဉ်ရဲ့ကြောက်ရွံ့မှုစတင်ပါတယ်ဝိညာဉ်ကသူတို့တဦးချင်းစီကိုတယောက်ပြီးတယောက်ပေါ်လာပါတယ်။ယာကဘူဆာဘာရဲ့ဝိညာဉ်ကသူ့အပေါ်မှာတွဲလောင်းကျနေတာကိုမြင်ပြီးခေါင်းမပါပဲသူ့စီကိုဆင်းသက်လာတာကိုမြင်ရပါတယ်။ယာရဲ့ထူးဆန်းတဲ့အပြုအမူကိုတခြားသူတွေကရှုပ်ထွေးစွာကြည့်နေကြပါတယ်။သူတို့ကြားမှာကြောက်ရွံ့မှုတွေစတင်ကြီးထွားလာပါတယ်။တန်ရှင်းရေးဝန်ထမ်းရဲ့အဆိုအရဝိညာဉ်ကဒီကရွေးချယ်ထားတဲ့သားကောင်တွေကိုသူ့ကိုယ်သူဖော်ထုတ်ပြတယ်။တိုက်ဆိုင်စွာပဲအဲ့ဒီအချိန်မှာအမျိုးသမီးကသူတို့နဲ့အတူရေချိုးခန်းထဲမှာရှိနေပေမဲ့ရုတ်တရက်ထူးဆန်းတဲ့အပြုအမူတွေစလုပ်လာတယ်။ရေချိုးခန်းမီးတွေရုတ်တရက်ပိတ်သွားပြီးအမျိုးသမီးကသူတို့ကိုတိုက်ခိုက်တယ်။ကံကောင်းထောက်မစွာကောင်ကအချိန်မီရောက်လာပြီးတောခတ်ထားတဲ့ရေချိုးခန်းတကားကိုဖွင့်လိုက်တယ်။မျိုးသမီးတတိပြန်ရလာပြီးဆေးရုံကိုချက်ချင်းခေါ်သွားတယ်။ကံကအရာအားလုံးကိုတီးပြီးသားဘက်စပါရဲ့ဝိညာဉ်ကလည်းခြောက်လန့်ခံနေရတာကြောင့်လူတိုင်းကိုကူညီနိုင်မဲ့အမျိုးသားနတ်ဝင်သည်စီခေါ်သွားတယ်။နတ်ဝင်သည်ကသူတို့ရင်ဆိုင်နေရတဲ့ဝိညာဉ်ကတာမန်ဝိညာဉ်မဟုတ်ပဲပြင်းထန်တဲ့အညိုအတေးတွေနဲ့ပြည့်နှက်နေတဲ့ဝိညာဉ်ဖြစ်တယ်လို့ရှင်းပြတယ်ပြီးတော့သူ့လက်ထောက်ကိုတန်ရှင်းတဲ့ဓာတ်တစ်ချောင်းယူလာဖို့ပြောလိုက်တယ်။မမျှော်လင့်ပဲဘဲဆက်ဘက်ရဲ့မော်စွမ်းအောင်မှာနတ်ဝင်သည်ကရုတ်တရက်ဓာတ်နဲ့သူ့ကိုယ်သူထိုးလိုက်တယ်။ပြင်းထန်စွာဒဏ်ရာရနေပေမဲ့နတ်ဆရာကိုရှာပြီးကောင်းချီးမင်္ဂလာရှိတဲ့အပြိုစင်စီးနဲ့ပတ်ဖို့ပြောလိုက်တယ်။တနည်းအားဖြင့်အရာအလုံးကိုရက်တန့်ဖို့ဓာတ်နှစ်ခုပဲရှိတာကြောင့်နတ်ဆရာကိုတက်လို့ရတယ်။တတိယနေ့မပြီးဆုံးခင်မြန်မြန်လှုပ်ဆောင်ရမယ်။ဘာလို့လဲဆိုတော့သူတို့မအောင်မြင်ရင်အားလုံးသေသွားလိမ့်မယ်။ထို့နောက်လက်ထောက်ကသူတို့ကိုကောင်းချီးပေးသောစီးကိုပေးလိုက်သည်။သူတို့အားလုံးသည်အဆောင်တွင်စုဝေးကဗစပဝိညာဉ်ကိုပြန်လဲရှင်သန်စေသူမှာမြည်သူဖြစ်သည်ကိုတွေးတောနေကြသည်ဆွဆွဲချက်များသည်သူတို့ကြားတွင်ပြန့်နှံ့လာပြီးတန်တရားများသည်ဟောင်နှင့်ယာတို့အပေါ်တွင်ခဏတာကြားရောက်လာခဲ့သည်
အဘယ်ကြောင့်ဆိုသောထိုနေ့တွင်ဇာပနအခမ်းအနားသို့မည်သူမျှမတက်ရောက်ခဲ့သောကြောင့်ဖြစ်သည်ဟောင်းနှင့်ယာတို့ကခိုင်မာစွာညှင်းဆိုကြတော်လဲတန်တရားများသည်ဘူဆာဘာ၏ဖခင်နှင့်ကျောင်း၏ဗော်လီဘောနီးပြတို့ဘက်သို့ပြောင်းလဲသွားခဲ့ပြီးနှစ်ဦးစလုံးဇာပနအခမ်းအနားတွင်မတက်ရောက်ခဲ့ကြပေအပြင်းထန်ဆုံးတန်တရားမှာဘူဆာဘာ၏ဖခင်ထံဦးတည်နေသည်ဂန်ဇလန်းအရဘူဆာဘာ၏ဘဝသည်အမှန်တကယ်ဝမ်းနည်းဖွယ်ကောင်းခဲ့သည်သူမ၏ဖခင်သည်မော်ပညာကိုကျင့်သုံးခဲ့ပြီးအရာအလုံး၏နောက်ွယ်တွင်သူရှိနေနိုင်သည်သို့သောဘူဆာဘာကိုပြန်လည်ရှင်သန်စေရခြင်း၏ရည်ရွယ်ချက်အစစ်အမှန်ကိုမင်းတို့မသိရှိကြသေးပေကန်သည်ဘူဆာဘာကိုသူမ၏အိမ်သို့တစ်ချိန်ကလိုက်ပို့ခဲ့ပြီးသူမ၏ဖခင်သည်အရက်ဆွဲသူဖြစ်ကြောင်းတွေ့ရှိခဲ့သည်သူအရက်မူးနေတိုင်းဘူဆာဘာသည်သူ၏အကြမ်းဖက်မှု၏ပြစ်မှတ်ဖြစ်လာခဲ့ပြီးထို့ကြောင့်သူမသည်အိမ်မှထွက်ပြေးပြီးအဆောင်တွင်နေထိုင်ရန်ရွေးချယ်ခဲ့သည်နောက်ဆုံးတော့သူတို့ဟာဘေးဆေးဘရဲ့ဖခင်ကိုရှာဖွေဖို့သဘောတူခဲ့ကြပြီးသူစီကအဖြေမရရင်နောက်ဆုံးရင်ဆိုင်ရမယ့်သူကဗော်လီဘောနီးပြပါပဲမကြခင်မှာပဲကျောင်းမှာစာမေးပွဲဖြေနေတုန်းကျောင်းသားတွေနဲ့ဆရာမတွေဟာဘတ်ဆက်ဘရဲ့ဝိညာဉ်ပေါ်လာတာကိုအံ့အားသင့်သွားကြပါတယ်သူမဟာစာမေးပွဲဖြေဖို့ရောက်လာပြီးဆရာမကိုအဖြေစာရွက်တောင်းခဲ့ပါတယ်အဲ့ဒီဖြစ်ရဲ့အပြီးမှာအားကစားခန်းမမှာအားလုံးစုဝေးပြီးဗော်လီဘောနီးပြရှိနေခဲ့ပါတယ်ဂျင်ဒရာနဲ့ဂန်တို့ကသူ့ကိုစစ်ဆေးမေးမြန်းပြီးဘတ်ဆေးဘတ်ရဲ့ဝိညာဉ်ကိုအသက်ပြန်ရှင်စေသူဟာသူလားလို့မေးကြပါတယ်။နီးပြဟာရှုပ်ထွေးနေပြီးထောင်တနေရာမှာပိတ်မိနေတယ်လို့ခံစားရပြီးနောက်ဆုံးမှာတော့သူဟာဘတ်စဘာနဲ့ပတ်သက်ခဲ့တယ်ဆိုတာဝန်ခံခဲ့ပါတယ်။ရုတ်တရက်သူဟာဘတ်ဆေးဘတ်ရဲ့ဝိညာဉ်ကဝင်ပူးလာပြီးအဲ့ဒါကအမှန်တရားကိုအတည်ပြုပေးပါတယ်။ဒီဆက်ဆံရေးဟာအချစ်ပေါ်မှာအခြေခံတာမဟုတ်ပဲအပြန်အလှန်အကျိုးရှိမှုပေါ်မှာအခြေခံပါတယ်။ဘတ်စဘာဟာအမခံချက်ရှိတဲ့ကောလိပ်ဝင်ခွင့်လိုအပ်ပြီးနီးပြကဘတ်စဘာဟာသူနဲ့အိပ်ရမယ်ဆိုတဲ့စီကန်းချက်နဲ့ပံ့ပိုးပေးနိုင်ပါတယ်။ပိုဆိုးတာကကျောင်းအုပ်ကြီးလည်းပါဝင်ပတ်သက်နေပြီးဘတ်စဘာနဲ့တိတ်တဆိတ်တရားမဝင်ဆက်ဆံရေးကိုနှစ်သက်နေပါတယ်။ပြီးတော့ဘတ်စဘာရဲ့ဝိညာဉ်ကနီးပြကိုကျောင်းသားအားလုံးရှေ့မှာအဝတ်ချွတ်ခိုင်းခြင်းအဖြစ်အရှက်ရစေပါတယ်။မကြာမီမှာပဲနီးပြကသတိပြန်ဝင်လာပြီးဘတ်စဘာရဲ့ဝိညာဉ်ကသူတို့အပေါ်မှာချိတ်ဆွဲထားတာကိုမြင်လိုက်ရတော့အားလုံးထိတ်လန့်သွားကြတယ်။သူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ကဘတ်စဘာရဲ့ဖခင်ကိုရှာတွေ့ဖို့ပါပဲ။သူတို့သူ့အိမ်ထဲကိုဖောက်ဝင်ပြီးမော်ပညာအတွက်အသုံးပြုတဲ့ပူဇော်တကာတွေနဲ့ကိရိယာတွေအများကြီးကိုတွေ့ရှိခဲ့ပါတယ်။အခမ်းအနားချင်းပေရနေရာမှာဘတ်စဘာရဲ့ငယ်ဘဝဓာတ်ပုံကိုပြသထားတာကိုမြင်တဲ့အခါသူတို့ရဲ့တန်တရားကိုအတည်ပြုခဲ့ပါတယ်။သူတို့ဟာနေရာကိုဖျက်ဆီးခဲ့ပေမဲ့မကြာခင်မှာပဲပစ္စေဘရဲ့ဖခင်ရောက်လာပြီးသူ့ရဲ့အခမ်းအနားပျက်စီးသွားပြီဆိုတာကိုသဘောပေါက်ပြီးနောက်သူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။သူ့ခန္ဓာကိုယ်မှာအစောပိုင်းကနတ်ဆရာပေးတဲ့ကောင်းချီးပေးခဲ့တဲ့စီးတွေနဲ့ပပြန်းခံရတဲ့အခါဘတ်စေဘရဲ့ဖခင်ကပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးထွက်ပြေးပြီးသူတို့ကိုရှောင်ရှားဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကသူ့ကိုလိုက်ဖမ်းခဲ့ကြပါတယ်။ရုတ်တရက်ဟောင်ရောက်လာပြီးအိမ်မှာတွေ့ခဲ့တဲ့အယုတ်တရုတ်ကိုကင်ဆောင်ထားပြီးချက်ချင်းဖြက်စီးပြေးရမယ့်ဝိညာဉ်အယုတ်ဖြစ်တယ်လို့ပြောပါတယ်။ဒါကိုကြားတော့သူတို့ကကောင်းချီးပေးခဲ့တဲ့စီးကိုအယုတ်ပေါ်လောင်းချလိုက်ပြီးချက်ချင်းအကျိုးသက်ရောက်မှုဖြစ်ပေါ်လာပါတယ်။ဘဇက်ဘာရဲ့ဖခင်ဟာချက်ချင်းကံကြမ္မာကိုခံစားရပြီးတန်ချန်စီးရိုးပေါ်ပြုတ်ကျပြီးခေါင်းကိုထိုးဆိုင်မိပြီးတေဆုံးသွားခဲ့ပါတယ်။ဘူဆာဘာရဲ့ဖခင်ကသူမရဲ့ဝိညာဉ်ကိုအမှန်တကယ်ရှင်ပြန်ထမြောက်စေခဲ့သူဆိုရင်သူတို့ဟာကျိန်စာကနေလွတ်မြောက်သင့်ပေမဲ့တန်းခေါင်ရန်ကျော်လွန်မှသာတေချာနိုင်ပါတယ်။ရာဟာသူမရဲ့မိခင်နဲ့အတူအိမ်ပြန်သွားချိန်မှာဂျင်ဒရာကိုဂွန်ကကောက်ယူသွားခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူအစောပိုင်းဒဏ်ရာတွေကြောင့်ဆေးရုံတက်နေရတဲ့ဝိညာဉ်ပညာရှင်စီတွားရောက်လဲပတ်ခဲ့ကြပါတယ်။သူတို့ကသူ့ကိုဝိညာဉ်အယုတ်ပေးပြီးအရာအလုံးတကယ်ပြီးဆုံးသွားပြီလားလို့မေးကြပါတယ်။ဝိညာဉ်ပညာရှင်ကအခြေအနေကိုကောင်းကောင်းကင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့အတွက်ချီးကျူးစကားဆိုခဲ့ပြီးဂျင်ဒရာနဲ့ဂွန်ကိုစိတ်သက်သာရာရစေခဲ့ပေမဲ့ဘူဆာဘာရဲ့ဝိညာဉ်ငြိမ်းချမ်းစွာအနားယူနိုင်ဖို့ဖះเจ้าမှာဆူတောင်းဖို့လည်းအကြံပေးခဲ့ပါတယ်။အဲဒီနောက်မှာသူတို့ကားစီပြန်လာခဲ့ကြပေမဲ့ဂျင်ဒရာကသူမရဲ့ဖုန်းကိုဖះเจ้าမှာထားခဲ့တာသဘောပေါက်သွားခဲ့ပါတယ်။ဂွန်ကကားထဲမှာစောင့်နေတော့သူမတယောက်တည်းပြန်သွားခဲ့တယ်။လမ်းမှာဂျင်ဒရာကယတနာတွေရောင်းတဲ့လမ်းဘေးဈေးတဲ့တယောက်ကိုဖျက်သွားပြီးတယောက်ကတော့
ဘူဆာဘာရဲ့အဖေအိမ်မှာသူမမြင်တွေ့ခဲ့ရတဲ့အရာတစ်ခုနဲ့တစ်ထပ်တည်းကျနေတဲ့အတွက်ဒီပစ္စည်းတွေကသူမရဲ့အာယုံကိုဖန်ဆားသွားပါတယ်။ရောင်းချသူကဒါဟာမကောင်းဆိုးဝါးဝိညာဉ်တွေကိုကာကွယ်ဖို့အတွက်အသုံးပြုတဲ့တောဝက်အန်ဖတ်ဖြစ်တယ်လို့ရှင်းပြပါတယ်။ရုတ်တရက်ဂျင်ဒရာဟာဟောင်ကအိမ်မှာအလားတူပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ပြီးဖြစ်စည်းပြရမယ့်ဝိညာဉ်ရုပ်တစ်ခုလို့ပြောဆိုခဲ့တယ်ဆိုတာကိုသတိရသွားပါတယ်။ဟောင်လိန်ညာခဲ့တယ်ဆိုတာသူမသဘောပေါက်သွားပါတယ်။ထိတ်လန့်တကြားနဲ့ဂျင်ဒရာကအချိန်ကိုစစ်ဆေးကြည့်တော့ည7:58မိနစ်ဖြစ်ပြီးသန်းခေါင်ရံရောက်ဖို့2မိနစ်ပဲကျန်တော့တာကိုတွေးလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဆေးရုံမှာနတ်ဆရာဘူဆာဘာရဲ့ဝိညာဉ်ကတိုက်ခိုက်ပြီးတေဆုံးသွားပါတယ်ပြီးတော့ကားထဲမှာစောင့်နေတုန်းဂွန်ကပြစ်မှတ်ဖြစ်လာပါတယ်ကားကရုတ်တရက်သူ့အလိုလိုရွှေ့ရှားသွားပြီးဝမ်းနည်းစရာကောင်းတာကဂွန်ရဲ့ကောင်းကထွက်နေတဲ့တန်ချောင်းပေါ်မှာထိုးဆိုင်ခံရလို့ထွက်ပြေးလို့မရတော့ပါဘူးထိတ်လန့်စရာအဖြစ်အပျက်ကိုမြင်တွေ့ပြီးနောက်ဂျင်ဒရာဟာအကူအညီမဲ့စွာကြံရစ်ခဲ့ပါတယ်သူမဆေးရုံကိုပြန်လာတော့နတ်ဆရာတေဆုံးသွားပြီးတန်ရှင်းတဲ့ဓာတ်တစ်ချောင်းပဲကျန်တော့တာကိုတွေ့ရှိခဲ့ပါတယ်ဂျင်ဒရာကတိတ်တိတ်လေးယူသွားခဲ့ပါတယ်သူမကကျိန်စာကမပြီးဆုံးသေးဘူးလို့ဟောင်ကိုအသိပေးပြီးဘူဆာဘာရဲ့အိမ်မှာတွေ့ဖို့တောင်းဆိုပါတယ်ပြီးတော့ဟောင်ကအိုရာစာကိုဆက်သွယ်ပြီးလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ယာကအရာအားလုံးကိုမသိလိုက်ပဲအရာအားလုံးပြီးဆုံးသွားပြီလို့ယုံကြည်နေပါတယ်။ရုတ်တရက်ဘူဆာဘာရဲ့ဝိညာဉ်ကတဖန်ပြန်ပေါ်လာပြီးယာကနောက်ထပ်သားကောင်ဖြစ်လာပြီးသူမရဲ့တေဆုံးမှုကိုရင်ဆိုင်ရပါတယ်။တစ်ဖက်မှာတော့ဟောင်ကအိုရာစာကိုဘူဆာဘာတေဆုံးသွားတဲ့အားကစားခန်းမကိုတိတ်တဆိတ်ခေါ်ဆောင်လာပါတယ်။အိုရာစာကဟောင်ရဲ့တကယ်အစ်စ်အမှန်ကဘသူလဲဆိုတာမသိသေးပါဘူး။ဟောင်ကအိုရာစာကိုသူမလှုပ်ဆောင်နေတဲ့ထုံနှန်းစင်လာကိုလိုက်နာဖို့တောင်းဆိုပြီးကျိန်စာကိုရက်တန့်စေမယ်လို့ပြောပါတယ်။တစ်ချိန်တည်းမှာပဲဂျင်ဒရာကဘူဆာဘာရဲ့အဖေအိမ်မှာရှိနေပါတယ်။နောက်ဆုံးတော့ဘူဆာဘာရဲ့ဝိညာဉ်ကိုပြန်လဲရှင်သန်စေခဲ့သူကဟောင်ဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်။ဂျင်ဒရာကအိုရာစာစီကနေသူမဟာအားကစားခန်းမမှာဟောင်နဲ့အတူရှိနေတယ်ဆိုတဲ့ message တစ်စောင်ရရှိခဲ့ပါတယ်။ဂျင်ဒရာကအိုရာစာကိုပြန်ခေါ်ဖို့ကြိုးစားတဲ့အခါသူမရဲ့ဖုန်းကရုတ်တရက်ပြတ်သွားပါတယ်။အိုရာစာအားဘူဆာဘာ၏ဝိညာဉ်ကိုဆူတောင်းပြီးအမှားတစ်စုံတရာရှိပါကခွင့်လွှတ်ရန်ညွှန်ကြားခဲ့ပြီးထိုအချိန်တွင်အိုရာစာသည်ဘူဆာဘာကိုတတ်မိသည့်အတွက်ဂျင်ဒရာဂွန်နှင့်ယာကိုစားတောင်းပန်ခဲ့သည်ဤဝန်ခံချက်ကိုကြားသောအခါဟွန်းသည်ဘူဆာဘာသည်မိမိကိုယ်ကိုတတ်သိခြင်းမဟုတ်ဘဲရင်းတို့လေးဦး၏လက်ချက်ဖြင့်တတ်သိသွားခဲ့ခြင်းဖြစ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်သွားခဲ့သည်ဇလန်းသည်ဘူဆာဘာသည်ဂွန်နှင့်ဂျင်ဒရာတို့ကြားစကားပြောဆိုမှုများကိုရှာဖွေတွေ့ရှိခဲ့သည့်ရက်နှင်းငယ်ကအဖြစ်အပျက်ကိုပြန်ပြောင်းပြောပြသည်မနာလိုမှုနှင့်ဒေါသတို့ကြောင့်ဘူဆာဘာသည်ဂျင်ဒရာနှင့်ရင်ဆိုင်ခဲ့ပြီးအိုရာစာနှင့်ယာတို့မြင်တွေ့ခဲ့ရသောပြင်းထန်သောရန်ပွဲတစ်ခုဖြစ်ပွားခဲ့သည်ထို့နောက်ဂွန်သည်ရင်းတို့ကိုခွဲထုတ်ရန်ရောက်ရှိလာခဲ့သည်ဘူဆာဘာနှင့်လမ်းခွဲလိုသောဂွန်၏ဆန္ဒမှာအကြောင်းပြချက်မရှိဘဲမဟုတ်ပါသူမရဲ့ရှက်ရွံ့မှုကိုသူတို့ရှေ့တွင်ဖော်ထုတ်လိုက်သောအခါဘူဆာဘာသည်လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲဂျင်ဒရာကိုတိုက်ခိုက်ခဲ့သည်တယောက်တည်းဖြစ်နေသောကြောင့်ဘူဆာဘာသည်နောက်ဆုံးတွင်စိတ်တက်ကြပြီးငိုကြွေးကာသူမကိုလွှတ်ပေးရန်တောင်းပန်ခဲ့သည်သူမနောင်တရလိမ့်မည်ဟုသူတို့ထင်ကြတော့လဲဂျင်ဒရာကိုထပ်မံတိုက်ခိုက်ခဲ့သည်သူတို့ကဘေးဆက်ဘက်ရဲ့စုပ်ကိုင်မှုကိုလွှတ်ပြီးသူမကိုတွန်းထုတ်ဖို့ကြိုးစားနေချိန်မှာတွန်းထုတ်လိုက်တဲ့အရှိန်ကြောင့်ဘေးဆက်ဘက်ရဲ့လယ်ပင်ကတန်ချောင်းတစ်ချောင်းကိုထိမိပြီးချက်ချင်းသေဆုံးသွားပါတယ်သူတို့အားလုံးထိတ်လန့်သွားပြီးဒါဟာမတော်တဆမှုတစ်ခုဖြစ်ကြောင်းသဘောပေါက်သွားကြပါတယ်ပြီးတော့ဂျင်ဒရာကမျိုးဆက်ပါအသက်ရှင်စဉ်ကသူတို့ရဲ့ဘဝကိုဖျက်ဆီးခဲ့ပြီးလူအများကိုဒုက္ခပေးခဲ့တာကြောင့်သူမရဲ့တေဆုံးမှုအတွက်ဝမ်းနည်းစရာအကြောင်းမရှိဘူးလို့ပြောပါတယ်သူတို့ဟာမျိုးဆက်ပါကိုမိမိကိုယ်ကိုတက်တည်သွားသလိုထင်ရအောင်အစီအစဉ်တစ်ခုရေးဆွဲကြပါတယ်သူတို့ဟာရာဇဝတ်မှုဖြစ်ပွားရာနေရာကိုလှည့်စားပြီးဟက်တာမှတ်တမ်းကိုလှည့်စားဖို့မှားယွင်းတဲ့တက်တည်အထောက်ထားတွေကိုတိစောက်ပြီးဘဇက်ပါကသူ့ကိုယ်သူတက်တည်သွားသလိုထင်ရအောင်လုပ်ပါတယ်သူတို့တွေကတယောက်ကတော့ဘဆက်ဘာအဖြစ်ဟန်ဆောင်ပြီးဘဆက်ဘာကမိမိကိုယ်ကိုတက်တည်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့အထင်အမြင်လွဲမှားအောင်ခက်ကင်မရာကိုဖျက်လျှောက်သွားခဲ့ပါတယ်တိုက်ဆိုင်စွာပဲဘဆက်ဘာတေဆုံးတဲ့ညမှာဟောင်ကသူတို့နဲ့အတူမရှိခဲ့ပါဘူးပြစ္ဆုတ်ပံကိုပြန်ရောက်တဲ့အခါဟောင်ကဘဆက်ဘာရဲ့ဝိညာဉ်ကိုပြန်လဲရှင်ပြန်ထမြောက်စေခဲ့သူဟာသူမဖြစ်ကြောင်းနောက်ဆုံးမှာဝန်ခံခဲ့ပါတယ်
ဗက်စပတေဆုံးပြီးနောက်ဟောင်ဟာဝိညာဉ်ခေါ်ဆောင်တဲ့ရိုးရာဓလေ့တစ်ခုကိုသင်ယူဖို့နတ်ဆရာတစ်ယောက်ကိုအပူတပြင်းရှာဖွေခဲ့ပါတယ်။မကြာခင်မှာပဲဘေးဆဲဘရဲ့ဝိညာဉ်ပြန်ပေါ်လာခဲ့ပါတယ်။မကြာခင်မှာပဲဂျင်ဒရာဟာအားကစားခန်းမကိုရောက်လာပြီးအိုရာဆာဟာအဲ့ဒီမှာတေဆုံးသွားပြီဆိုတာကိုတွေ့ရှိခဲ့ပါတယ်။ဂျင်ဒရာကဘူဆာဘာကိုဘာကြောင့်အသက်ပြန်ရှင်စေခဲ့တာလဲအထူးသဖြင့်သူမအသက်ရှင်စဉ်ကဘူဆာဘာရဲ့အနိုင်ကျင့်မှုကိုမကြာခဏခံခဲ့ရတာကြောင့်ဂျင်ဒရာကဟောင်ကဘာကြောင့်ဘူဆာဘာကိုအသက်ပြန်ရှင်စေခဲ့တာလဲဆိုတာသိချင်ပါတယ်ဂျင်ဒရာကဟောင်ဘာလို့ဒါတွေအားလုံးကိုလုပ်ရတာလဲဆိုတာနားမလည်နိုင်ပါဘူးပြီးတော့ဟောင်ကအမှန်တရားကိုဖော်ထုတ်ခဲ့ပါတယ်သူမမှာအနိုင်ကျင့်ခံရပြီးအနိုင်ကျင့်ခံရခြင်းကနေပျော်ရွှင်မှုကိုရရှိတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုရှိပါတယ်။ဘူဆာဘာတေဆုံးသွားပြီးနောက်ဟောင်ဟာအဲ့ဒီပျော်ရွှင်မှုရဲ့အရင်းမြစ်ကိုဆုံးရှုံးခဲ့ရပါတယ်။ဘူဆာဘာကိုပြန်လည်ရယူဖို့အတွက်ဟောင်ဟာသူမကိုကင်းချေများအမွေအနှစ်တစ်ခုပေးခဲ့တဲ့နတ်ဆရာနဲ့မဟာမိတ်ဖွဲ့ခဲ့ပြီးအဲ့ဒီအမွေအနှစ်ကသူမကိုတေသူရဲ့ဝိညာဉ်ကိုတခြားခန္ဓာကိုယ်တစ်ခုစီလွှဲပြောင်းပေးနိုင်စေခဲ့ပါတယ်။အခုဟောင်ဟာဘူဆာဘာရဲ့ဝိညာဉ်ကိုဂျင်ဒရာရဲ့ခန္ဓာကိုယ်ထဲကိုရွှေ့ပြောင်းဖို့ရည်ရွယ်ထားပါတယ်။ဟောင်ကအမွေနှစ်ကိုဖော်ထုတ်နေချိန်မှာဂျင်ဒရာကဝိညာဉ်ဆရာပေးတဲ့တန်ရှင်းတဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်။ရှင်ပြိုင်မှုတစ်ခုဖြစ်ပေါ်လာပြီးဟောင်ကဂျင်ဒရာကိုထိမှန်အောင်လုပ်နိုင်ခဲ့ပြီးဘူဆာဘာရဲ့ဝိညာဉ်ကဟန်တားထားချိန်မှာဂျင်ဒရာကိုဟွန်းကတားဆီးထားခဲ့ပါတယ်။ဒါပေမဲ့ဂျင်ဒရာကသူမရဲ့ဘယ်ဘက်လက်နဲ့တိုက်ခိုက်ဖို့အလျင်အမြန်ပြောင်းလဲလိုက်ပါတယ်။အမွေနှစ်ကဂျင်ဒရာရဲ့ခန္ဓာကိုယ်ထဲကိုတွားသွားနေတဲ့ကင်းချေများထွက်လာပြီးကင်းချေတွေကိုလွှတ်ပေးလိုက်တဲ့အခါဟောင်နဲ့ဘူဆာဘာရဲ့ဝိညာဉ်ကဂျင်ဒရာရဲ့လက်နှစ်ဖက်စလုံးကိုချုပ်ကင်ထားတာကြောင့်ကင်းချေတွေကခုခံမှုမရှိဘဲသူမတဲကိုဝင်သွားနိုင်ပါတယ်။ခဏအကြာမှာအရာအလုံးပုံမှန်ပြန်ဖြစ်သွားပါတယ်။ဂျင်ဒရာအသက်ရှင်နေစေဖြစ်ပြီးဟောင်လည်းအသက်ရှင်နေပါတယ်ဒါပေမဲ့အတွင်းစိတ်ကဒီဂျင်ဒရာရဲ့ရုပ်အလောင်းဟာအခုဆိုရင်ဘူဆာဘာရဲ့ဝိညာဉ်ထဲမှာရှိနေပါတယ်ဂျင်ဒရာဟာဘူဆာဘာလိုပဲတစ်ထက်တည်းပြုတ်မူလာပြီးရက်ဆက်ကြမ်းကြုတ်တဲ့အနိုင်ကျင့်သူတစ်ယောက်ဖြစ်လာခဲ့ပြီးဟောင်ကိုနက်နက်ရှိုင်းရှိုင်းဆွဲဆောင်နိုင်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ဇလန်းကအဆုံးသတ်သွားပါတယ်